လင်ဟာကျွန်တော်တို့တိုင်းပြည်ကိုအနော်ရာလက်ထက်တည်းရောက်ကသူစပေါ်လာပြီးတော့10နှစ်15နှစ်မှာရောက်လာတာအစ္စလမ်ဘာသာအဲ့တော့ကျွန်တော်တို့မှာနိုင်ငံမှာဘာလို့လဲဆို National Security for Database System လို့တယ်အဲ့ဒါကိုစာပါနဲ့လုပ်မယ်ဆိုရင်တမျိုးနယ်ကို3000ချပေးနိုင်တယ်ကျွန်တော်တို့ဘတ်ဂျက်က3000မကုန်နောက်တစ်ခုက1982ခုနှစ်ဥပဒေမှာပါတဲ့တိုင်းသား8မျိုးဆိုတာဘာနဲ့ခွဲတာလဲကျွန်တော်အဖိုးကရခိုင်ရန်ထွက်လာတာနှစ်တရာရှိပြီကျွန်တော်မြန်မာသွေးပါလားတရုတ်သွေးပါလားကလားသွေးပါလားကျွန်တော်ကိုယ်တည်းကဂျီနိုးမပင်ကို genetic engineering က family tree ဆွဲထားလို့ရတယ်တကဘာလုံးနဲ့သုံးနေပြီဒီ82ခုနှစ်စာရဲပေါ်မှာပြောတဲ့တိုက်စာလိုဘာသာလိုရေးထားတာနဲ့နိုင်ငံသားကိုခွဲလို့မရတော့သွေးတစ်ဆက်ဖောက်တာနဲ့အဲ့ဒီဆက်တဲ့ကိုထည့်ရတာနဲ့သူ့ရဲ့ဆွေစဉ်မျိုးဆက်ထွက်ဒီဖြောက်တော့လက်ရည်နဲ့ရေးထားတဲ့ပိုင်းအောင်ကပ်ပေါ်မှာဘာသာရေးတို့လူမျိုးရေးတို့ရှောက်ရေးနေတာကျွန်တော်တို့ပေါ်တော်တော်တွေဖြစ်နေကဘာမှမရေးတော့ဘူးအဲ့ဒီချက်လက်ကိုပြီးပြီး database ကိုဘယ်နေရာမှာဒီတန်လိုက်ကကိုတင်လိုက်မကြခင်ရန်ကုန်တိုင်း YBS ကဘာစကားကြီးဖို့ကတ်ကို1000နဲ့ပေးတော့မယ်နိုင်ငံသားကတ်ကိုကျွန်တော်1000နဲ့ဘာလို့လုပ်လို့မရမှာလဲ smart ကတ်မြန်လုပ်ပါကျွန်တော်မိကုန်းကိုပြန်သွားပါတယ်အဲ့တော့ဘာသာရေးကိုတော့၎င်းဟုတ်လားလူမျိုးရေးတော့၎င်းမူတည်ပြီးတော့နိုင်ငံသားဆိုတဲ့အခွင့်အရေးကိုဒီလိုခွဲခြားဆက်ဆံတာနိုင်ငံသားဖြစ်ပြီးသားအဲ့ဒါမျိုးလက်ခံလို့ရလားလက်ခံမှာပဲဘိုင်လောမှာပါတယ်1982ခုနှစ်ဘိုင်လောမှာနည်းဥပဒေမှာဘယ်သူမှမသိတဲ့တပိုက်ကျွန်တော်ရွတ်ပြကျွန်တော်တို့ Einstein ဆိုတာလူတိုင်းသိ Einstein လို့ပုံကိုကြီးကပြည်တော်မှုသမ္မတမြန်မာနိုင်ငံသားဖြစ်ချင်ပါတယ်ဆိုပြီးလာလျှောက်တယ်48နာရီတွင်ပေးမယ်ဆိုတဲ့အောက်လိုင်းပါဘယ်သူသိဒီနေ့တရုတ်တွေဗမာပြည်ထဲမှာတန်းနဲ့ချီပြီးမှတ်ပုံတင်ရသွားတယ်အတန်မထွက်ဘူး1982ခုနှစ်နိုင်ငံသားဥပဒေဆိုဥပဒေအင်္ဂလန်ကကူးလာတာဗြိတိရှဒနာတာရ64နိုင်ငံကရောက်တော့လူမျိုးတွေကိုထိန်းထားတဲ့အင်္ဂလိပ်ကမူတိုင်းကူးချလာပြန်ပြင်ရမယ်အဲ့ဒါကြီးကိုတိုင်းရင်းသားရှစ်မျိုး cross culture ဖြစ်နေတာတန်းနဲ့ချီနေပြီကျွန်တော်တို့မှာကျေးဇူးတင်ပါတယ်